အားလုံးပဲမင်္ဂလာပါကျွန်တော်ဘလော့နေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ရောကျွန်တော်လက်ပခုံးအစ်စ်ပြုတ်ပြီးတော့အိမ်ပြန်မဲ့နေ့ကိုစောင့်နေရင်းနဲ့အိမ်ပြန်မဲ့နေ့ကိုရောက်လာဖြစ်ပါတယ်ပေါ့နော်ပုံမှန်အိမ်ပြန်ရတာပျော်ရွှင်တာထက်ပိုပြီးပျော်ရွှင်ပါတယ်ဘာကြောင့်ဆိုတော့ခန္ဓာကိုယ်ကမကောင်းတော့တမုံမှာနေခြင်းစိတ်ကမရှိဘူးပေါ့နော်နောက်ဆုံးတော့ဒီလိုအိမ်ပြန်ရဲ့လေးရောက်လာရဲဆိုတော့အတိုင်းမသိကိုလုံးဝဝမ်းတာနေရပေါ့ကျွန်တော်ကလေရင်သုံးစင်စီပြီးအိမ်ဘယ်လိုပြန်သွားမလဲဆိုတာတူကြည့်လိုက်ရအောင်အခုအိမ်ပြန်နေပေါ့နော်အခု immigration မှာစောင့်နေရပါတော်တော်ကြာနေပါပြီ immigration ဖြစ်ပြီးတော့ကျွန်တော်တို့ဒီအီတလီကနေလေဆိပ်ကိုရောက်ဖို့တော်တော်လေးကိုကားတစ်နာရီလောက်မောင်းလိုက်ရတယ်ပေါ့နော်တစ်နာရီလောက်မောင်းကျွန်တော်တို့အခုလေဆိပ်ကိုရောက်တယ်အခု from လေဆိပ်ကိုရောက်နေပါနော်ရောက်နေပြီမဲ့လေပင်လက်မှတ်ကဆက်လို့မရသေးဘူးပေါ့သူက2နာရီမတိုင်ခင်မှဖြစ်ရမယ်လေလက်မှတ်ကအဲ့တော့ဟို1နာရီလောက်တော့ထိုင်ဆောင်အောင်မှဒီမှာပြီးတော့လင်း73နိုင်စီရမှာဖြစ်ပါတယ်ဟိုအီတလီမှာလေလက်မှတ်ဖြစ်ပြီးတော့လေရင်စီးမဲ့နေရာကိုသွားတော့မှာပေါ့နော်အခုအီတလီကနေပြီးတော့ပြင်သစ်ကိုသွားမှာဖြစ်ပါမယ်ပြင်သစ်ကနေပြီးတော့စင်ကာပူကနေပြီးတော့ရန်ကုန်ပြန်မှာဖြစ်ပါတယ်အရှိရအဲ့ဒါရှိတယ်အမဝါလေပီတာမောပါဝယ်လာပါအဲ့ဒါချက်တယ်နေဟောရလီပဲရလီပဲတေးလေးချစ်စရာလေးဟမ်ဟုတ်ကဲ့ရပလင်းလေးချစ်စရာလေးရလီပဲတေးလေးအခုပြင်သစ်ကိုသွားမဲ့ဘေးရင်ပေါ်တတ်တော့မှာပေါ့နော်ပြင်သစ်ရဲ့ Paris Museum ကိုကိုယ်တိုင်တော့မရောက်လိုက်ပြီမဲ့လင်းဘိုးကနေမြင်ရတဲ့အခက်အခဲတော့တကယ်ကိုအမှတ်တရပါပဲပြင်သစ်ရောက်ပါပြီဒီဂရေရှင်းနဲ့ဖြတ်ပြီးပါပြီ၄နိုင်လောက်ဆောင်ပြီးလို့ရှိရင်တော့စင်ကာပူကိုသွားပါစင်ကာပူကနေမှမြန်မာကိုပြန်ပါမယ်လေရင်နေကြာရေးစီးရပါမိုက်ပါတော်တော်ပင်ပန်းပါလေရင်နေကြာရေးစီးရတယ်အဲ့ဒါလေးရဒီလိုနဲ့73နာရီကြာတဲ့လင်းခီးစီကိုစတင်လိုက်ပါတယ်စင်ကာပူကတော့ကျွန်တော်တို့တင်မိုးလိုက်ခဏရောက်နေကြနေရပါဒါပေမဲ့စင်ကာပူမှာဒီလိုတင်မိုးတွေအများကြီးပြင်လိုက်ရတာတော့တကယ်ကိုလွမ်းမိုးဆရာမျိုးတစ်ခုပါအခုစင်ကာပူကိုရောက်လာပြီပေါ့နော်နောက်ထပ်4နိုင်လောက်ဆောင်ပြီးလို့ရှိရင်တော့ရန်ကုန်ပြန်มาတော့မယ်အဲ့ချေ73နိုင်လောက်နေစီပြီးတော့တော်တော်ပင်ပန်းတယ်ကင်မရာနဲ့ဟိုရိုက်ဒီရိုက်ရှောက်ရိုက်မြန်မာနိုင်ငံလေဆိပ်ကိုပြန်ဖို့စောင့်နေတဲ့အချိန်ပေါ့နော်နောက်ဆုံးတော့ရန်ကုန်ကိုပြန်ရောက်ခဲ့ပါပြီကျွန်တော်တကယ်ကိုတင်မော်ရာရဲ့အိမ်ပြန်ခီးရကိုရန်ကုန်ပြန်ရောက်လာရင်ပြောချင်မှာဘာနဲ့မှမလဲနိုင်ဘူးပေါ့နော်ကဲအားလုံးတောက်တာပါကျွန်တော်နောက်ထပ်ဗီဒီယိုများနဲ့ပြန်လာခဲ့ပါမယ်